ဟယ်လိုမေဝါမကြိုဆိုပါရယ်။တိုင်းဟန်းနေတဲ့နေမှာဆိုရင်မီးရှိရမိသားစုတွေဟာပျော်ရွှင်စွာနေထိုင်နေကြပါတယ်။တမန်မှာတော့မီးရှိတွေကအိပ်ဖို့ကြီးနေတဲ့အချိန်မှာဖိနေမီရဲ့ရံပစ်တန်ကြားလို့မီးရှိကြရရနဲ့ပြေးလာထားလာပြီးတော့ဖိနေမီရဲ့ခြေစွပ်ပြပြရံဖြစ်ရှာပါနဲ့နော်။တမီတောင်းမှပါတယ်ဆိုပြီးချောင်းပြန်ပြေးလိုက်တယ်။တကယ်ကတစ်ဖက်မှာအဖေကမိမတရားနေလို့သူမိမအမြင်ရန်ရှာနေကြပါဒီလိုရံပြတဲ့ကိစ္စကလည်းဒီချိန်နဲ့မဟုတ်လို့မထူးဆန်းတော့ပါဘူးအမေတာသမီးရဲ့စိတ်ထဲမှာတော့ချိန်ကြီးစိတ်ဓာတ်ရနေအောင်ပေါ့တချိန်ကမိသားစုပေါ်အရင်ကောင်းနေလို့ထင်ရင်ခဲ့ရသလားခုချိန်မှာအရင်ကိုဆိုရတောင်းရမ်းနေသူကြောင့်ဖြစ်နေကြတာလေတမန်မှာတော့မီဆူမီယာစံပွဲရုံမှာဆန်သွားဝဲတဲ့အချိန်မီဆူနဲ့သူကတော့အိမ်မှာဆော့ရှော့ဝတ်ကွာထားတဲ့ဝန်ထမ်းနေနဲ့ချိန်နေတာပါတနေ့ခင်းမှာမီဆူကမြို့သမီးချမ်းမရဲ့ကိစ္စနဲ့ဘာရောက်နေရှာလို့သူပြီးတော့ဖေးရဲ့သမီးကိုကျေးဇူးပြီးစီလေးဝယ်ပေးပါနော်ဆိုပြီးတော့ကိုကြီးတောင်းရှာတယ်ဒီမှာမိမတရားနေလို့မစိတ်မော်နေတဲ့အဖေတယောက်ကတော့သူသမီးဘလို့ဖြစ်နေနေရုပ်မဆိုင်တာပါသမီးကသူကိုကြီးတောင်းကောင်းလားဆိုပြီးတော့သမီးဖြစ်သူနဲ့ရံပြပြီးအောင်အိမ်ပေါ်ဆင်းသွားလိုက်တယ်